စွမ်းရည်ကိုဒီပုံမြင်မသိခင်ကျွန်တော်တို့ဒီမေးခွန်းလေး၃ခုကိုအရင်မေးလိုက်ရအောင်နော်စင်နဲ့ပြောစိတ်ရန်ဖြစ်ရင်ဘယ်သူနိုင်မယ်ထင်တယ်လဲငါးနဲ့ပြိုင်ပြီးဘယ်သူရေကူးနိုင်လဲမြင်းနဲ့ရှင်ပြီးဘယ်သူပြေးပြိုင်မလဲပေါ့ကလေးတွေသူတို့ဖြည့်ခြင်းဟာဖြည့်ပါစေကျွန်တော်တို့ကအမှန်နဲ့မှားတယ်ဝေဖန်နေတယ်မလိုပါဘူးပြီးရင်ကျွန်တော်တို့ကဒီပုံမြင်လေးနှစ်ပုဒ်ကိုလည်းရင်ပြောလိုက်ရအောင်နော်အဲ့ဒါပါလဲဆိုရင်နာပြီးဆုံးငှက်လေးနဲ့စင်မဲကြီးအကြောင်းပြောရအောင်နာပြီးဆုံးငှက်လေးအတိုက်အိမ်ကိုစင်မဲကြီးကဖြက်စီးသွားတယ်အဲ့တော့နာပြီးဆုံးငှက်မလေးကစင်မဲကြီးကိုပြန်ပြီးတော့လက်စားချိတဲ့အကြောင်းလေးပေါ့ပြန်ပြီးတော့အနာယူတဲ့အကြောင်းလေးပေါ့ဆိုတော့နာပြီးဆုံးငှက်လေးကသူ့ရဲ့မိတ်ဆွေတွေဖြစ်တဲ့ရင်မဲသူ့ရဲ့မိတ်ဆွေဖြစ်တဲ့ကြီးငှက်သူ့ရဲ့မိတ်ဆွေဖြစ်တဲ့ဖားတွေရဲ့အကူအညီတွေနဲ့သူကအနိုင်ယူလိုက်တဲ့အကြောင်းလေးပေါ့ဆိုတော့ပထမဦးဆုံးသူကကြီးငှက်ကြီးကိုသွားပြီးတော့အကူအညီတောင်းတာနော်ကြီးရေနော်ဒီစင်ရဲ့မျက်လုံးကိုဖောက်ပေးပါပေါ့အဲ့တော့ကြီးကစင်ရဲ့မျက်လုံးကိုဖောက်ပစ်လိုက်တယ်အဲ့ဒါပြီးတော့သူကရင်မဲရင်ကောင်ပေါ့ရင်ကောင်သွားပြီးတော့အကူအညီတောင်းတယ်ရင်ကောင်ကြီးရေနော်ဒီစင်မဲကြီးမျက်လုံးပေါက်နေတဲ့ထဲမှာသွားပြီးတော့ရင်ကြီးဥပေးပါရင်ကြီးဥတယ်ဆိုတာကသားလောင်းချတာလောက်ချပြီးလောက်ထည့်ပေးလိုက်တာပေါ့အဲ့တော့စင်ကြီးကမျက်လုံးကန်းသွားပြီးနော်မျက်လုံးထဲမှာအနာဖြစ်ပြီးတော့မှလောက်တွေကျနေဖြစ်တဲ့အတွက်သူဘာမှလည်းမမြင်ရဘူးဘာမှလည်းမစားရဘူးအဲ့တော့အဓိကကတော့ရေတာစာနေခဲ့ပြီအဲ့ဒီမှာနော်နောက်ပြည်သူငယ်လေးကဖားကိုသွားပြီးတော့အကူကြီးတောင်းတယ်ဖားရဲ့အကူကြီးကဘာလဲဆိုရင်ဖားရေနော်မင်းကစင်ကြီးကိုသွားပြီးတော့မှအပန်ပေးပြီးတော့မှရေမရှိတဲ့ဘက်မြားခေါ်သွားမယ်ပြီးရင်6ကန်းပါးမှာအတန်ပေးရမယ်ပေါ့အဲ့တော့ဖားကနေတော့မှအတန်နေပေးတယ်အော်အတန်ပေးတဲ့ခါကျတော့စင်ကြီးကရေစာတော့ဖားအော်တန်ကြားတဲ့နေရာမှာရေရှိမယ်အထင်နဲ့သူကဖားအော်တန်ကြားတဲ့နေရာနောက်လိုက်သွားရင်လည်းကြောက်သေးပြုတ်ကျပြီးတော့မှစုံတက်သွားတယ်ဒီပုံမြင်လေးကြောင့်ဝဝေးဆဆပြောပြလို့ရတယ်ပြီးတော့ညီကို9ယောက်ရန်ဖြစ်ကြတဲ့ညီကို9ယောက်အကြောင်းလည်းပြောပြလို့ရတယ်အကိုကြီးဆုံးကသူရေးပါတယ်အဲ့လိုပဲညီငယ်ဆုံးကလည်းသူရေးပါတယ်နော်ညီလက်ကောင်ကလည်းသူပဲရေးပါတယ်ဆိုပြီးတော့မှအားလုံးကညီကိုတွေကသူရေးပါတယ်ငါရေးပါတယ်ငါအသာလျင်မိသားစုထဲမှာငါအရေးကြီးဆုံးဆိုတဲ့ပုံစံမျိုးနဲ့အပြိုင်အဆိုင်ရန်နေဖြစ်နေကြတယ်ဒါကိုနော်ဖေကပညာပေးတဲ့အကြောင်းလေးပေါ့အဲ့တော့ဖေကဘယ်လိုပညာပေးလဲဆိုလို့ရှိရင်ထက်လှစွာတဲ့နော်ဘယ်လောက်ထိထက်လဲဆိုရင်အဲ့ဒီဓာတ်ကစပင်လေးတပင်ကိုဓာတ်သွားပေါ်တင်လေးနဲ့မှုတ်လိုက်ရင်တောင်မှအဲ့ဒီစပင်ကပြတ်သွားတယ်အဲ့လောက်ထိထက်တဲ့ဓာတ်နဲ့ငပြောတော်ကြီးကိုရှင်းခိုင်းပါအဲ့တော့ညီငယ်၄ယောက်ကိုလက်မပါဘဲနဲ့လက်မရဲ့အားမပါဘဲနဲ့ဓာတ်ကိုကင်ပြီးတော့ငပြောပင်ဖြတ်ခိုင်းတယ်ခုတ်ခိုင်းတယ်အဲ့တော့ထက်လှစွာသောဓာတ်ဖြစ်ပေမဲ့လည်းဒီလက်မရဲ့အားမပါတဲ့အတွက်ငပြောပင်ကတစ်ချက်တည်းနဲ့မပြတ်သွားဘူးညီငယ်၄ယောက်ကဒီလိုဖြတ်ကြည့်ကြတယ်အဲ့လိုမျိုးပဲနောက်ထပ်လက်ညိုးနော်လက်ညိုးမပါဘဲနဲ့တခြားညီကို၄ယောက်ကိုဖြတ်ခိုင်းတယ်မပြတ်ဘူးဒီလိုမျိုးပါအားလုံးကိုဖြတ်ခိုင်းကြည့်တယ်ဒါပေမဲ့ပြတ်မသွားဘူးခက်ခဲကြတယ်ပေါ့အဲ့တော့အားလုံးကသူ့နေရာနဲ့သူရေးပါတယ်ဆိုတဲ့ကြောင့်ဖားခင်ကြီးကပညာပေးသွားတာဖြစ်ပါတယ်အဲ့တော့ဒီပုံမြင်လေးနှစ်ခုကိုပြောပြမယ်အထက်ကကျွန်တော်မေးသွားတယ်မေခွန်းလေး၃ခုကိုမေးသွားမယ်ပြီးရင်နောက်ထပ်ကလေးတို့ကြားဘူးတဲ့ပုံမြင်တွေရှိသလားဆိုပြီးတော့မေးလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ကဘာလို့သွားမလဲ message ကနော်သင်ခန်းစာရဲ့ message ကရောက်နေပါပြီအားလုံးကကိုယ်ပိုင်အရည်ချင်းတွေကိုယ်ပိုင်အစွမ်းအစတွေရှိကြတယ်ဆိုတဲ့အကြောင်းလေးပါဒါဆိုရင်ကျွန်တော်တို့ကစွမ်းရည်ကိုကြီးပုံမြင်ကိုသင်တို့ရပါပြီသင်ခန်းစာရဲ့အကြောင်းအရာတွေကကျွန်တော်တို့မေးလိုက်တဲ့မေးခွန်းကျွန်တော်တို့ပြောလိုက်တဲ့ပုံမြင်လေးနှစ်ခုနဲ့လည်းလုံလောက်နေပါတယ်အားလုံးကိုကျေးဇူးပါ